ဘာတဲ့တော့ခေါင်းစဉ်ဖတ်ခေါင်းစဉ်ဖတ်နေနံမှတ်သားရန်နဲ့ဥစိတ်ကိန်းသားကြီးဘာတဲ့တော့နေနံမှတ်သားအောင်ပြောဆိုအာအီအီဥဥကာခကကငါဘယ်နှကြောင်းတော့နင်းနံဘယ်နှအဲ့ဒီတော့မှကိုရင်နေဘုန်းကြီးတွေဆိုဘွဲတွေပေးရတွေ့လားစေကိန်ဒါတို့ခေမာတီရီတို့နော်ခေမာသာရတို့တီလာသာရတို့ဘွဲတွေကိုပေးတဲ့ခါကျရင်မသူနင်းနံနဲ့သူပေးရကြလားအဲ့နင်းနံတွေသိဖို့အရေးကြီးတယ်အဲ့နင်းနံအခရာတွေသိဖို့အရေးကြီးတယ်အာအီအီဥဥအေအောတဲ့တနင်္ဂနွေနံတနင်္ဂနွေနံဘာတော့အဲ့မှာဥိန္ဒကဆိုဘာနေသားတော့တနင်္ဂနွေအဲ့ဒါသိရမှာနော်တနင်္ဂနွေကဘာတွေတော့ဆိုအာအီဥအေအောအဲ့ဒါဘာတွေတော့အဲ့ဒီလုံးနေနဲ့စတဲ့ဟာတွေဆိုဘာလဲတော့တနင်္ဂနွေတနင်္လာကျတော့ကာခကကငါမကုသလာတို့နော်ကုသလာဆိုရင်ဘာနေသားတော့တနင်္လာကဝိန္ဒတော့ဘာနေသားတော့တနင်္လာကောဝိဒတော့ဘာတော့တနင်္လာဘယ်နှလုံးလဲ5လုံးကာခကကငါတနင်္လာနံဘယ်လောက်လဲနေ့တနင်္လာနံဘယ်လောက်တော့နေ့အဲ့ဒါပါထည့်ဆိုရမယ်ကာခကကငါတနင်္လာနံနေ့စာစညအမစေကိန္ဒတို့စန္ဒာဒီကတို့နော်စန္ဒာသီရိတို့ဥစန္ဒာသီရိတဲ့စေကိန္ဒဘာတော့စေကိန္ဒရဘာနေသားကြီးတော့အင်္ဂါနံဘယ်လောက်တော့အင်္ဂါနံ3အင်္ဂါနံဘယ်လောက်တော့3အမဆက်ဆိုမယ်တာထာဒဒနာအဲ့မှာဒီထဲမှာစနေသားပါလားပါတယ်ဗျာဘယ်လိုနန္ဒာစာရလို့တာထာဒရဏနာငယ်နဲ့ဗါတော့စနေနံခွန်တာထာဒရဏဆိုဘာနံတော့အောက်မှာပါဖာဘဗမအဲ့ဒါဘာနေတော့ဇာတာပရိသူနံဘယ်လောက်လဲငါဇာတာပရိနံဘယ်လောက်လဲငါပါဖဘဗမပါဖဘဗမနော်ဆိုဟမ်ဆိုထပ်ပြိုးတော့ဘာနဲ့သားတော့စာလုံးနဲ့သားတော့ဘာနေသားတော့အင်္ဂါဝိတုဒ္ဒလူနာမဲပါလဲတော့ရှိုင်းနဲ့လိုက်ရှာရကောက်ပဲမှာတော့ရာရာလာဝတဲမှာဘာနံနဲ့ဗုဒ္ဓဟူရှိုင်းတော့ဘာနဲ့ဘာသားကြီးတော့ဗုဒ္ဓဟူသားခုမှသာရွာဘက်ကလူတွေကအဲ့လိုပေးတာပါငကောတော့ဆိုရင်ပြည်တီဦးကနာမည်ကြီးတယ်ဆိုရင်သူ့သားရဲ့နာမည်သမီးနဲ့ဘာပေးရတော့ပြည်တီဦးဘီလိုမင်းသားနာမည်တွေပေးရမလားဟုတ်တယ်မလားအဲ့လိုနေနိုင်တဲ့ကြိုက်ပေးရအဲ့လိုမှတ်ထားရမှာနော်လူနာမည်ကြီးရင်နောက်လူနာမည်တွေပေးရင်ဗါလဲတော့ဟမ်ရာရာလာဝဗုဒ္ဓဦးနာဘယ်လောက်လဲတာဟာတောက်ကြသူ့ရဲ့နာဘယ်လောက်လဲ6တာဟာတောက်ကြနာ6တာတော့ဒီထဲမှာတောက်ကြတာပါလားဒီယညာနာတို့သီလာစာရတို့ဗါလေတော့တောက်ကြတွေသူစိတ်သားတို့တောက်ကြသားတွေများတယ်နော်တောပါကတို့တုံတရတို့ဗါလေတော့အဲ့ဒါသူနင်းနာနေမသိသွားဘူးလားသူကဖုန်းကြီးပွဲတွေကြီးလိုက်တာနဲ့သိရမှာနော်ဥအကဝန်တာဆိုရင်ဗာနေသားတော့ဥဝကဝန်သားဆိုရင်ကြာရင်ဆရာတော်ဖျားကြီးပွဲဥဝကဝန်သားဆိုရင်ဘာတနင်္ဂနွေနဲ့ဥကေတရာဆိုရင်ဘယ်လောက်လဲကာခဂဂငါတနင်္လာနံနှစ်နော်ဥကေတရာဆိုရင်ဘာနေသားတော့တနင်္လာသားဥကေတရာဆိုဘာနေသားတော့တနင်္လာသားစေကိန္ဒကအင်္ဂါသားအဲ့လိုမျိုးသိရမှာဖုန်းပွဲတွေကြီးလိုက်တာနဲ့
မစိုးရင်ဆရာတော်ဘွဲကဘယ်သူလဲတော့ ဆန္ဒဝရ ဥဆန္နာဝရဆိုတော့ဘာနေတာတော့ အင်္ဂါအင်္ဂါရှမ်းစုဆရာတော်ဖရာကြီးဘွဲကဘယ်သူလဲတော့ ဥဇာနေ ဥဇာနေရဆိုဘာတော့ အင်္ဂါ အင်္ဂါအဲ့လိုမျိုးဘွဲတွေသိရတယ်နာမည်တွေသိရတယ်သူ့ရဲ့နေနံတွေသိရမှာနော်အဲ့နေအဲ့ဒီအဲ့နာမည်တွေနဲ့စဉ်းစားပြီးတော့